ဟုတ်လို့ပြုံးလေမင်းကဘာလို့ပြောက်သွားလဲမပြောတဲ့နာတွေကိုပြောင်းပြီးမှဆိုလို့စကားပြောနေရှောက်ထွက်သွားတာ ပြောတင်တာရောခေါ်ပြခတ်တာရောရှုံနေရမယ်ခက်ပြီးဘာမှနားမလည်တော့ဘူး ဒီချက်တယ်ကောင်းမြတ်ဝင်နေတဲ့ချက်ချင်းကောင်းမြတ်ဝင်နေတဲ့မှာစကလုံးတွေနဲ့အတိတ်ပဲပေါ်ပြလို့ရတဲ့ခန်းစားချက်တွေရှိတယ်မြင်လား ဟာရှင်ကိုယ်တိုင်တော့ခေါ်ပြခတ်နေမှာခက်တာဘယ်လိုလုပ်သိမှာလဲမပြောတင်တော့ခေါ်ပြခတ်နေတာမရှုံနေရပဲ မင်းရဲ့နှလုံးသားကမင်းရှင်မတင်လို့ရှိတယ်အပါဘောဆွမ်းလိုက်တာ